ပြစ်တာဝေးရောက်ဖို့အတွက်ကျွန်တော်တို့ဒီ setting လေးတွေကိုဖွင့်ဖို့လိုပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဘယ်လို setting တွေကိုဖွင့်ရမလဲဆိုတော့တစ်ချက်လောက်တွက်ကြည့်အောင်ဗျ setting နဲ့ဝင်မယ်ဒီထဲဝင်မယ်ပြီးရင်ဒီကောင်နှိပ်မယ်ပြီးရင်အောက်မှာဆွဲလိုက်ပါပြီးတော့ဒီမှာတွေ့ပါပြီဒီကောင်လေး off တာရဲဆိုလို့ရှိရင် on လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါ off ဖြစ်နေရင်ဒီကောင်လေးကို on ပေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့အောက်က setting တွေကိုထပ်ပြီးတော့ချိန်ပါမယ်ကျွန်တော်တို့ဒီဘက်က setting sanity တွေကိုသွားပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြထားတဲ့ camera ကိုကျွန်တော်တို့ဒီအပေါ်နဲ့အောက်နဲ့ပေါ့နော်နှစ်ခုလုံးကို130နဲ့5အထိပြန် short လိုက်ပါအပေါ်နဲ့အလဲရဟာနဲ့ပေါ့နော်နှစ်ခုကို135 short လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ gyro တွေကိုထပ်သွားပါမယ် gyro ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ no scope မှာက320အထိတင်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်စမ်းကြည့်မှာပါနော်အခုလို့ setting နေချိန်ပြီးတဲ့အနေထားဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါခက်ဝေးဝေးကနေပြီးတော့ကိုလိုချင်တဲ့ point ကိုတေချာလေးလှမ်းထောက်ပြီးတော့မှနှိပ်ကိုထည့်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ကြည့်ပါနော်ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ရှေ့ကနေပြတာဒါအရှားနေကနေပြမယ်ဆိုလို့ရှိရင်လေကိုစိတ်ကြိုက်ထည့်လို့ရတာပေါ့နော်ပုံးနေပါရအခုကျွန်တော်ထည့်ပြမယ်ဒီနေရာကနေပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ enemy နဲ့ကျွန်တော်တို့မမြင်ရတဲ့အနေထားပေါ့ဗျာကျွန်တော်တို့ကတစ်ချက်ကြည့်မယ်ပေါ့ enemy ဒီနေရာမှာရှိတာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဝေးကနေလှမ်းပြီးချိန်ကြည့်မယ်မရောက်လားပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထောင်းတဲ့နေရာကိုတခြားရောက်ပါတယ်ဒါအထက်မှာကွက်တီပေါ့နော်ကိုချိန်လေးကွက်တီကြအောင်တခြားထည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကရန်သူကိုပို့ပြီးတိကြအောင်ပေါ့နော်ဘယ်လိုပြစ်ကြမလဲဆိုလို့ရှိရင်တော့ဒီမှာ enemy ကဘယ်ပေါက်ထဲမှာရှိလဲဆိုတော့ကိုကအရင်ကြည့်လိုက်ပေါ့နော်ဟိုဘက်ပေါက်မှာရှိလားဒီဘက်ပေါက်မှာရှိလားဒီပေါက်မှာရှိလားအရင်ဆုံးလိုက်ပြီးတော့အရင်ကြည့်လိုက်ပါနော်ကိုနှိတ်ကလည်းရောက်နိုင်တဲ့အနေအထားရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ကဘယ်နေရာမှာရှိလဲသူကဒီအပေါက်မှာရှိလားဟိုဘက်ပေါက်မှာရှိလားဆိုတော့ကိုကအတိအကျသိဖို့လိုတာပေါ့နော်ဒီတောင်လေးမှာကတ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိအကျသိရလို့သတ်မှတ်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီတောင်လေးနောက်ကိုထည့်မယ်ဒီတောင်မှာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘုံထည့်မယ်ဆိုလို့ရှိရင်တန်းပြီးတော့ပြစ်မထည့်ဘဲနဲ့စက္ကန့်2စက္ကန့်လောက်ထားပြီးမှဘုံကိုလှုပ်ပြီးတော့ပြစ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအပေါက်ဝရောက်တာနဲ့အော်တိုဘုံကကွဲသွားတဲ့အတွက်ကြောင့်သူပြေးချိန်မရတော့ဘူးဗျာပြေးချိန်မရတဲ့အတွက်ကြောင့် enemy က knock out ဖြစ်သွားမှာဖြစ်ပါတယ် enemy ကလည်းအပေါ်မှာရှိနေတဲ့အနေထားကိုကလည်းဇုံဝင်ပြေးရမှာဆိုတော့ကွင်းပြင်ကိုကိုရီကတော်တော်များများလှုပ်ဖြစ်တဲ့အမှားပေါ့နော်ကျွန်တော်တို့စမုတ်ကိုဒီကွင်းပြင်ကိုပြေးမဲ့လမ်းကိုစမုတ်ခင်းပြီးမှကျွန်တော်တို့ပြေးတက်တာများပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီလိုမလုပ်ဘဲနဲ့ဒီအပေါ်မှာရှိနေတဲ့ enemy ရှိနေတဲ့အပေါက်ကိုစမုတ်ထည့်ပြီးတော့ပြေးတာကဒါဘယ်ပေါက်မှာလဲပေါ့ဒီအလဲပေါက်လောက်မှာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်မြင်လို့မရကြည့်မရတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါက်3ပေါက်ရှိတဲ့အနေထားမှာအလဲပေါက်ကိုကျွန်တော်တို့ကစမုတ်ထည့်မယ်စမုတ်ထည့်တဲ့အခါမှာကျွန်တော်တို့တူတောင်နဲ့ကျွန်တော်တို့ဖြတ်ပြေးတဲ့အခါကျရင်မမြင်တော့ဘူးဗျာဒီပုံက enemy ရှိနေရဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့အပေါ်ပေါက်ထဲထည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဒါကိုကွင်းပြင်မှာခင်းမဲ့ဆိုလို့ရှိရင်အခြား enemy တွေကိုထားလာအောင်ဒီဘောကကောင်တဲ့ကိုနဲ့ပတ်တယ်နှစ်ခုပဲရှိရတယ်ဒါဆိုလို့ရှိရင်သူအပေါက်ပိတ်သွားပြီကိုကိုမမြင်ရတော့ဟုတ်တယ်မလားအဲ့တော့ဒီမှာပေါက်လို့နေတယ်တွေ့လားဒီပေါက်ဒါဆိုလို့ရှိရင်ဒီပေါက်ကသူကကိုပြစ်နိုင်တယ်လေပြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါက်ရှိနေသေးတယ်ကိုမှလည်းမီးပလင်းရှိနေသေးတဲ့အနေထားဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာမီးပလင်းလေးကိုအဲ့ဒီလွတ်နေတဲ့အပေါက်ထဲကိုအရင်ပြစ်ထည့်လိုက်ပါဒါဆိုလို့ရှိရင်သူ့မှာအပေါက်မလွတ်တော့ပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါက်မှာမီးပလင်းရှိနေတဲ့အတွက်ကြောင့်သူကကိုကိုလည်းမပြစ်နိုင်ဟိုဘက်အပေါက်ကလည်းကိုမမြင်နိုင်တဲ့အတွက်ကြောင့်ကိုလေးစုံထဲကိုအေးဆေးဆေးဝင်ပြေးလို့ရမှာဖြစ်ပါတယ်ဗျ